ကိုမိဘ background ရှိရပတ်စံထောက်ပံ့တာတဲ့ငွေကြေးတောင့်တင်းနေဆိုတဲ့လူမျိုးတော့ကဒီဗီဒီယိုလိုအပ်မှာမဟုတ်ပါဘူးဒီဗီဒီယိုဒီနိုင်ငံခြားမှာကျောင်းသွားတက်မယ်နိုင်ငံခြားကိုအခုမှထွက်မယ်အခုလိုအချိန်တွေရတဲ့ပတ်စံက business salary ပဲရမှာဒီမှာပြဿနာဘာလဲဆို inflation ပြဿနာအဲ့ဒါမှမသိခဲ့ဘူးအမ research မလုပ်ခဲ့ရဘူးအချိန်မရဘဲနဲ့စားစိတ်တောက်စိတ်နေစိတ်အရန်ကြီးရယ်ဟိုဘယ်လိုပြောနေစားစရိတ်ရဖို့ပဲယုံနေရမှာအဲ့အတွက်ကိုကပတ်စံစုပြီးမိဘကိုပို့မယ်ဆိုတဲ့လူမျိုးပတ်စံပြီးငါဒီလို update ရောက်လာတဲ့အခါမှာဘယ်လိုနိုင်ငံရေးပြောင်းလဲရရှိတယ်ဘယ်လိုစီးပွားရေးပြောင်းလဲရရှိတယ်ဘယ်လိုကျောင်းသားရေးနဲ့ပတ်သက်တဲ့အခွင့်အရေးတွေပြောင်းလဲရရှိတယ်အခွင့်အရေးအခွင့်အလမ်းတွေရှိမလဲဆိုတာကိုသိရမှာအမတို့ကထွက်လာလို့အဆင်ပြေမှာအမအဲ့လိုမလုပ်ခဲ့ဖို့အချိန်မရခဲ့ဘူးအချိန်ထွက်လာတဲ့တိုင်းပြည်ကိုရောက်လာတဲ့နိုင်ငံမှာလူခံမရှိဘူးလူရင်းမရှိဘူးသူ့ဘာသာစကားမတက်ဘူးအဲ့ဒါဆိုပိုပြီးဒုက္ခရောက်ပါလိမ့်မယ်ဟိုဘယ်နိုင်ငံသွားကိုဘက်ကဘယ်နိုင်ငံကိုဝဲထွက်ပြီးကြောင်းတက်တယ်ကိုဘက်က research တော်လေးကိုလုပ်မှရမယ် research လုပ်တယ်ဆိုတဲ့နေရာမှာစောနာတို့ဟိုသူ့ရဲ့အတွင်းရေးပေါ့နော်သူတို့စီးပွားရေးလက်ရှိအနေထားဘယ်လိုရှိတယ်လွန်ခဲ့တဲ့ 4-5 နှစ်က review တွေလွန်ခဲ့တဲ့ 1 နှစ်က blog တွေကိုရှာမကြည့်နဲ့အခု currently 2025ရဲ့ update ဖြစ်တဲ့ blog တွေဆိုHello အားလုံးပဲမင်္ဂလာရှိရဲ့မနက်ခင်းလေးပါရှင်အမ YouTube video လေးတွေပြန်လုပ်ဖို့ဆုံးဖြတ်ထားပါတယ်အမရဲ့ YouTube video လေးတွေမှာအမတွေ့ကြုံခဲ့တဲ့အတွေ့အကြုံလေးတွေဘဝနဲ့ပတ်သက်တဲ့အတွေ့အကြုံဘဝနဲ့ပြင်မိရခဲ့တဲ့အတွေ့အကြုံဘဟုတုတလေးတွေပေါ့နော်လူတွေနဲ့လူမျိုးစုံလူဒန်းစားပေါင်းစုံခုနလိုကာချာပေါင်းစုံနိုင်ငံပေါင်းစုံကလူတွေနဲ့ဘယ်လိုထိတွေ့ဆက်ဆံရလဲဘယ်လိုမျိုးတွေကြုံနိုင်လဲပေါ့နော်တွေ့ခဲ့တဲ့အတွေ့အကြုံလေးတွေကို sharing လုပ်ပေးပါမယ်ဗီဒီယိုလေးဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါပထမဦးဆုံးအမကဗာပြောချင်တယ်ဆိုတော့နိုင်ငံခြားထွက်မဲ့လူငယ်တွေပေါ့နော်နိုင်ငံခြားထွက်မဲ့အမျိုးသမီးတွေအတွက်လည်းရည်ရွယ်တယ်မိန်းကလေးတွေလူငယ်လူရွယ်တွေအတွက်ပေါ့နော်ရည်ရွယ်တယ်အသက်ကြီးပိုင်းနေကြတော့နိုင်ငံခြားထွက်ဖို့ကအလုပ်ကိုင်ခွင့်လန်းရောဟိုလုပ်နိုင်တော့ကောင်းတာပေါ့အလုပ်ကိုင်ခွင့်လန်းရောနည်းနည်းလောက်အကိုင်ရခက်ခဲတယ်အလုပ်ရှာခက်တယ်ပထမဆုံးပြောချင်တဲ့အကြောင်းအရာကတော့ကျောင်းလာတက်မဲ့လူတွေပေါ့နော်ကျောင်းလာတက်မဲ့လူတွေနောက်တစ်ခါအဓိကတော့ဒီဗီဒီယိုကဒုတိယတင်မဲ့ part 2နေနဲ့ပေါ့နော်တင်မဲ့ဗီဒီယိုမှာကြိုပြီးတင်လိုက်တာနံပါတ်1ဗီဒီယိုတင်ချင်တာကတော့အပိုင်း1ပထမဦးဆုံး introduction ဗီဒီယိုတင်ချင်တာအမတို့နိုင်ငံခြားမှာကျောင်းသွားတက်မဲ့လူငယ်လူရွယ်တွေဘာတွေကြုံနိုင်လဲဘာတွေပြင်ဆင်ရမလဲစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဟိုမိသားစုနဲ့လည်းမတွေ့မထီရဘူးကိုယ့်ရဲ့ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်ကနေပြီးတော့ changes လုပ်ရတဲ့အခါမျိုးပေါ့နော်ကိုမမြင်ဘူးမတွေ့ဘူးမလုပ်ဘူးတဲ့အပြောင်းလဲတွေကိုဟိုဝုန်းနဲ့ကြုံပြရတဲ့အခါမျိုးမှာဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတဲ့ဟာလေးတွေပေါ့အဲ့ဒါလေးကိုအရင်ပြောချင်တာဒါပေမဲ့အခုဒီဗီဒီယိုကအမဒုတိယမှတင်မဲ့ဗီဒီယိုအမကြော်ပြောလိုက်မယ်အပိုင်း2အပိုင်း3မှတင်ရမယ့်ဗီဒီယိုဖြစ်ပါတယ်ဘာလို့ဆိုတော့အမရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်အမမရောက်ခင်ကပြင်ဆင်ခဲ့ရတာတွေကိုနောက်မှပြောပြတော့မယ်အခုရောက်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်ဒီ4လ5လအတွင်းမှာဘယ်လိုတွေကြုံတွေ့ရမလဲလူငယ်ဒီမှာရောက်နေတဲ့ Istanbul မှာတူရကီမှာရောက်နေတဲ့လူငယ်တွေဘယ်လိုရုန်းကန်နေရလဲဘယ်လိုတွေအခက်အခဲတွေရှိလဲဆိုတာကိုအမအရန်သိစေချင်တယ်ပေါ့နော်အမှန်တိုင်းသိစေချင်တယ်အဲ့အတွက်ကြောင့်မို့ဒီဗီဒီယိုမှာကြော်ပြီးလုပ်လိုက်တာပေါ့အရှိမ1 2 3ပြောအောင်မှရှိရဒါအရင်ဆုံးဒီမှာဖြစ်နေတဲ့အနေထားကိုအရင်ပြောလိုက်ချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာအမကဘယ်လိုရောက်လာခဲ့လဲဆိုလို့ရှိရင်တော့အမမဖြစ်မနေမြန်မာနိုင်ငံကနေထွက်ရမယ့်ကိစ္စတခုပေါ်လာခဲ့တယ်ပေါ့နော်ပေါ်လာခဲ့တယ်အဲ့ကိစ္စကြောင့်အမကထိုင်းကိုထွက်လာတယ်ထိုင်းကိုအလေသဘောမျိုးထွက်ပြီးတော့အဲ့ကိစ္စနဲ့2လလောက်ထိုင်းမှာနေခဲ့တယ် tourist visa ကလည်းကုန်နေပြီဆိုတော့ market student visa နဲ့နေမှာလေအဓိက visa ခက်ခဲတော့နံပါတ်1ပြန်မှာ visa ခက်ခဲပေါ့နော်ဆိုတော့အမတို့ကိုယ့်နိုင်ငံမှာနေတော့ကတော့ကိစ္စမရှိဘူးဒါမသိရလူတွေပြောတာကိုယ့်နိုင်ငံကနေအလဲသွားတယ်အမဆိုလေကိုရီးယားသွားမှရှိမယ်ဟိုစင်ကာပူသွားရှိမယ်ဘန်ကောက်သွားရရှိမယ်အဲ့လိုမျိုးအလဲသွားတာယုံတော့ကကိစ္စမရှိဘူးကိုကသူများနိုင်ငံမှာကြောင်းတက်မယ်တော့လည်းကောင်းနေထိုင်တော့မယ်နှစ်ချီလချီပြီးတော့နေတော့မယ်ဆိုလို့ရှိရင်ဒီ tourist visa နဲ့မရတော့အလဲသွားတဲ့ visa နဲ့မရတော့နိုင်ငံတိုင်းမှာသူတို့သတ်မှတ်ထားတဲ့ law တွေ regulation တွေကန့်သတ်ချက်တွေ restrict လုပ်ထားတာတွေအများကြီးရှိတယ်ကိုနိုင်ငံမဟုတ်တဲ့အတွက်ကြောင့်ကိုနိုင်ငံသားမဟုတ်သူတို့နိုင်ငံသားမဟုတ်တဲ့အတွက်ကြောင့်ခွင့်ရေးအပြည့်အဝမရတာရှိတယ်အဲ့တော့ကြောင့်နံပါတ်1ကြုံရမှာခက်ခဲရမြန်မာနိုင်ငံကနေလေစိတ်ကနေထွက်ပြီးဆိုတာနဲ့တရားဝင်နေထိုင်တဲ့သူမဖြစ်အောင်ဖန်တီးရတဲ့ visa ဆိုတာလိုအပ်သွားပြီ
ဆိုတော့ဗီဇာဆိုတဲ့ပြဿနာမှာလည်းဗီဇာပေးရတယ်ရှိရင်မပေးရတယ်ရှိရင်အခက်အခဲတွေအများကြီးကြုံရမှာပေါ့နော်ဟုတ်ပြီဒီရောက်လာတဲ့အခါမှာចောင်းသားတွေအနေနဲ့ចောင်းသားဗီဇာနဲ့လာတယ်ចောင်းသားဗီဇာတွေကဒီအစ္စတန်ဘူတူရကီမှာသူတို့ကလောင်တန်းပေးရဆိုတာမရှိဘူးလောင်တန်းဗီဇာရဲ့လို့အခုမှဘက်ချလာသမားဆိုလို့ရှိရင်3နှစ်4နှစ်5နှစ်တက်ရတာရှိမယ်အမတို့ကမာစတာသမားဆိုတော့ပထမအဦးဆုံးနံပါတ်1 okay ဟိုမတို့ရောက်လာပြီပေါ့ဒီကိုရောက်လာတဲ့အခါမှာကျောင်းတက်ဖို့ထွက်လာတဲ့ကျောင်းသားတွေပေါ့ကျောင်းတက်တဲ့ဆိုတဲ့နေရာမှာခုနလိုတယောက်နဲ့တယောက်တူမှာမဟုတ်ဘူးလာတဲ့ background ချင်းလည်းမတူဘူးမွေးဖွားလာတဲ့အတိုင်းအဝိုင်းချင်းလည်းမတူဘူးမိဘအခြေအနေချင်းလည်းမတူတဲ့အတွက်ကြောင့်ကို့မှာပတ်စံပေါ့နိုင်ငံခြားရောက်ပြီဆိုလို့ရှိရင်ငွေရတော်တော်စကားပြောပါတယ်စားဝတ်နေရေးနေထိုင်မှုတော့ကတော်တော်စကားပြောပါတယ်ဘာလို့လဲဆိုတော့ဟိုခုနလိုပတ်ဝန်းကျင်ရလဲချိန်နေမိသားစုလဲချိန်နေကိုမလုပ်ဘူးတဲ့အရာတွေလုပ်ရမယ်အပြောင်းအလဲတွေအများကြီးပေါ့နော်ကိုအသားတခြားဖြစ်တဲ့အရာတွေအားလုံးကိုဆုံးရှုံးပြီးတော့ဟိုဘယ်လိုပြောမလဲအရာအားလုံးပြန်သစ္စာဖြစ်တဲ့အတွက်ကြောင့်ခက်ခဲပါလိမ့်မယ်တယောက်တည်းရှင်တန်းနေထိုင်ရဒါဆိုအမားတို့ဆိုမပါတနာနဲ့2ယောက်လာတာပေါ့နော်2ယောက်လာတာဆိုတော့2ယောက်တော့ပို့ပြီးတော့တွေးတော့စဉ်းစားတာကိုယ့်အတွက်ကိုယ်တော့မနေတွေးတော့စဉ်းစားနေရတဲ့အချိန်မှာအခြားလူတယောက်ကလည်းတော်တော်ပါထပ်ပြီးစဉ်းစားရတယ်ဆိုတာအရင်ပင်မဲပါလိမ့်မယ်ဆိုတော့အများကြီးဖြစ်တဲ့နေရာရှိရဲအဲ့ဒါတွေကနောက်ဗီဒီယိုဒီမှာပြောပြမယ်ပေါ့နော်အခုဗီဒီယိုမှာဗာပြောမလဲဆိုတော့အဓိကဒီမှာအကြောင်းလာတက်မယ်ဆိုလို့ရှိရင်ခုနလိုပတ်စံစုပြီးတော့ပတ်စံစုမယ်ဆိုတဲ့လူမျိုးတွေအတွက်ပရိပခါတွေဖြစ်နေတဲ့အချိန်မျိုးတမနာအပြောင်းလဲဖြစ်တဲ့အချိန်မျိုးတွေမှာအမတို့နိုင်ငံမှာလည်းအဲ့ဒါပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်မျိုးတွေမှာအခုမှနိုင်ငံခြားထွက်မယ်ဆိုတဲ့လူတွေအတွက်အရန်ကို risk များပါတယ်အရန်ကို challenge များမယ်အခုမှစစ조사မဲ့လူငယ်ပေါ့18 19 20လေးတွေအတွက်ကတော့ဘာမှသိမဖြစ်ဘူးအမတို့လိုအသက်30ရောက်သွားပြီဖြတ်တန်းခဲ့တဲ့အတွေ့အကြုံနဲ့လူဘဝအတွေ့အကြုံနဲ့အသက်30ထိကိုကြုံခဲ့တဲ့အတွေ့အကြုံတွေဘဝအတွေ့အကြုံတွေအသိပညာတွေအဲ့ဒါတွေကိုမှရှိပြီးပြီဆိုတဲ့လူတွေအတွက်ကြတော့အစနေပြန်စရတာဖြစ်သွားတာပေါ့နော်ကိုကအခုမှလူငယ်အရွယ်စပြီးစူးစမ်းမယ်ဆိုလို့ရှိရင်ကောင်းပါတယ်အဲ့လိုလူငယ်အတွက်တောင်မှပဲ research များများလုပ်ဖို့လိုပါတယ်ကိုသွားမဲ့နိုင်ငံရဲ့စီးပွားရေးအနေအထားကျောင်းသားတွေဘယ်လိုပတ်စံရှာလဲဘယ်လိုအင်ခန်းရနိုင်လဲအဲ့ဒါတွေလိုအပ်တယ်အမဆွန်နာကပြောသလိုကိုမိဘပတ်စံရှိလို့ထောက်ပံ့နိုင်တဲ့တိုင်အောင်အခု currency rate နဲ့ကဒီလိုမျိုး affordable ဖြစ်တဲ့ဈေးသက်သာတဲ့ပြောရရင်ဒီတူရကီရဲ့ပတ်စံကထိုင်းရပတ်စံနဲ့တူတူပဲဘာလို့အမထိုင်းနဲ့နိုင်ရှင်ပြောလဲဆိုတော့ထိုင်းနဲ့တူရကီနဲ့ဘာမှသိမကွာဘူးအစ္စတန်ဘူနဲ့ဘာမှသိမကွာဘူးဒါပေမဲ့ဘာကွာလဲဆိုတော့ထိုင်းရဲ့ tourism ကပို့ပြီးတော့ strong ဖြစ်ပြီးတော့ဒီမှာလည်း tourism တွေဝင်တယ်tourism နဲ့ပတ်သက်ပြီးတော့ income တွေဝင်တယ်ဒါပေမဲ့ဒီမှာပြဿနာဘာလဲဆိုတော့ inflation ပြဿနာအဲ့ဒါမှမသိခဲ့ဘူးအမ research မလုပ်ခဲ့ရဘူးအချိန်မရဘဲနဲ့ဝုန်းနိုင်ကျပြီးတော့ထိုင်းမှာလည်းစက်နေလို့မဖြစ်တော့ဘူးဆိုတော့မမြန်ထွက်ချင်စောနေပေါ့နော်မမြန်တနိုင်ငံကိုရောက်ချင်စောနေဘာမှ preparation လုပ်ချိန်မရဘဲနဲ့ထွက်လာခဲ့ရတာဒါတော့မှပဲအမတို့တစ်လလောက်ပြင်ဆင်ခဲ့ရတယ်ဘွဲလက်မှတ်တွေနောက်တစ်ခါကျတော့အမှတ်စရင်းတွေနောက်ခါ English test ဖြေရတာတွေ proficiency test ပြန်ဖြေရတယ်ပေါ့နော် level intermediate level ပြည့်ချက်ငါဒီရောက်မှပတ်စံရှာမယ်ပတ်စံရှာတော့မှပတ်စံချီးငှားပြီးတော့လာတဲ့လူတွေအတွက်ပတ်စံစုမယ်ဆိုတဲ့လူတွေအတွက်အဆင်မပြေဘူးကိုနာဂတ်အတွက်စုမယ်ဆိုတဲ့ဆင်မဘာလို့လဲဆိုတော့သူ့ရဲ့ economy နဲ့ inflation ငွေကြေးဖောင်းပွားတာလုံးဝအဆင်မပြေလို့နောက်ခါစားစိတောက်စိနေစိအရန်ကြီးရယ်နောက်တစ်ခါဘာတွေ့ကြုံရမလဲဆိုလို့ရှိရင်နောက်တစ်ခါကိုအရန်ပင်ပန်းပြီးတော့physically ပေါ့နော်ပြောရတာ hard skill နဲ့လောက်ကြတဲ့အလုပ်တွေအဲ့ဒါတွေအရန်ပင်ပန်းပြီးတော့ရတဲ့ပတ်စံက business salary ပဲရမယ်အဲ့ business salary ဒီအမတို့အဲ့အတွက်ကိုကပတ်စံစုပြီးမိဘကိုပို့မယ်ဆိုတဲ့လူမျိုးပတ်စံစုပြီးမိဘကိုဒါတော့ကိုတဲလက်ရှိရင်ရှိသလိုကိုချွေးတာရင်ချွေးတာသလိုပတ်စံထွက်တာတော့မှန်တယ်ဒါပေမဲ့ဘလောက်ချွေးတာအမထင်တာတော့အမဂျပန်မှာရောက်နေတဲ့တကယ်ရင်းနေရှိရယ်စင်ကာပူရောက်နေတဲ့တကယ်ရင်းနေရှိရယ်အမေရိကရောက်နေတဲ့တကယ်ရင်းနေရှိရယ် UK ရောက်နေတဲ့တကယ်ရင်းနေရှိရယ် okay ဂျာမန်ရောက်နေရဲ့အသည့်ရရှိရယ် plan မေးကြည့်ရယ်အကုန်လုံးသူတို့တွေဆိုလို့ရှိရင်ပတ်တိုင်းချောလို့ယုံနဲ့သူတို့ကြောင်းတက်နိုင်တယ်နေစိစားစိကာမိရယ်အဲ့လိုမျိုးနေထားရရှိရယ်ဒီမှာကပတ်တိုင်းချောလုံးဝမရှိဘူးပတ်တိုင်းကျော်လုံးဝမရှိအဲ့တော့ bachelor ကျောင်းသားတွေလုပ်မယ်ဆိုလို့ရှိရင်အချိန်မှလုပ်မယ်ဆိုရင်ဘယ်လို့မှအဆင်မပြေဘူးပြီးတော့နောက်က full time job ပဲရှိရယ်ကျောင်းသားဖြစ်တဲ့မို့လို့ခွင့်ရေးပေးတယ်ဆိုပြီးတော့ဒါကတော့အမပြောချင်တာတူရကီကိုပို့တဲ့ agency တွေမှမဟုတ်ဘယ်နိုင်ငံသွားဘယ်နိုင်ငံကိုပဲထွက်ပြီးကျောင်းတက်တယ်ကိုယ့်ဘက်က research တော်လေးကိုလုပ်မှရမယ် research လုပ်တယ်ဆိုတဲ့နေရာမှာဆောနာလို့သူ့ရဲ့အတွင်းရေးပေါ့နော်သူတို့စီးပွားရေးလက်ရှိအနေထားဘယ်လိုရှိတယ်လွန်ခဲ့တဲ့ 4-5 နှစ်က review တွေလွန်ခဲ့တဲ့1 နှစ်က blog တွေကိုရှာမကြည့်နဲ့အခု currently 2025ရဲ့ update ဖြစ်တဲ့ blog တွေဆိုမြန်မာနိုင်ငံမျိုးပြောတဲ့ဟာတွေမဟုတ်ဘဲနဲ့တခြားနိုင်ငံသားနဲ့အကြောင်းသားတွေနိုင်ငံခြားမှာကျောင်းတက်တဲ့အကြောင်းသားတွေရဲ့ blog တွေကိုရှာကြည့်ပါအဲ့ဒါဒီလုံးဝ current situation နဲ့လုံးဝကိုက်နေဆုံးပဲအဲ့ဒါမှအမတို့က update သတင်းတွေကိုသိပြီးငါဒီကို update ရောက်လာတဲ့အခါမှာဘယ်လိုနိုင်ငံရေးပြောင်းလဲတွေရှိတယ်ဘယ်လိုစီးပွားရေးပြောင်းလဲတွေရှိတယ်ဘယ်လိုကျောင်းသားရေးနဲ့ပတ်သက်တဲ့အခွင့်အရေးတွေပြောင်းလဲတွေရှိတယ်အခွင့်အလမ်းတွေရှိမလဲဆိုတာကိုသိရမှာအမတို့က
ထွက်လာလို့အဆင်ပြေမှာအမကအဲ့လိုမလုပ်ခဲ့ဖို့အချိန်မရခဲ့ဘူးကိုရောက်လာတဲ့နိုင်ငံမှာလူခံမရှိဘူးလူရင်းမရှိဘူးသူ့ဘာသာစကားမတက်ဘူးအဲ့ဒါဆိုပိုပြီးဒုက္ခရောက်ပါလိမ့်မယ်ပိုပြီးဒုက္ခရောက်လိမ့်မယ်ကို့အလုပ်ကိုင်ခွင့်လန်း share ပေးရလူရှိမှာမဟုတ်ဘူးလူခံမရှိတဲ့အတွက်ကြောင့်အရန်ရုန်းကန်ရပါလိမ့်မယ်ဆိုတော့ခုနကပြောလို့ပတ်တန်းကျော်ပြန်သွားမယ်ဆိုလို့ရှိရင် background မရှိဘဲနဲ့မိဘတချို့ဒီမှာကြောက်တတ်နေတဲ့ကလေးတွေရှိပါတယ် bachelor တက်နေရအိမ်ထဲမှာနေပြီးစားလိုက်တောက်လိုက်ခင်းစောလိုက်မိဘအချင်းနဲ့ပတ်စံပို့ဝေးတယ်မိဘ background တောင်းတယ်အဲ့အတွက်ကြောင့်ကိုကကျောင်းအေးစစ်စစ်လာတက်မယ်ခုနလိုတစ်နှစ်တော်၎င်း bachelor တက်နေ4-5နှစ်တော်၎င်းခဏလာရှောင်ပြီးအိမ်ကထောက်ပံ့ပေးနိုင်တယ်ဆိုတဲ့အနေအထားရှိတဲ့ကျောင်းသားတွေကဒုက္ခတွေမှာမဟုတ်ပါဘူးအေးစစ်စစ်ပဲဖြတ်တန်းလို့ရပါတယ်ခုနမိဘ background ရှိတဲ့လူမျိုးတွေအဆင်ပြေရဲ့နောက်ကပတ်တိုင်းကျော်လုံးဝမရှိတဲ့အတွက်ကြောင့်အမတို့ကျောင်းတိုင်တို့လုပ်ဖို့ဆိုတာမလွယ်ပါဘူးအမက master တက်နေရအောင်အမ full time လုပ်အဲ့ full time လုပ်ဖို့မှာအမစက်ရုံအလုပ်တွေဝင်လုပ်ခဲ့ရတယ်ဘလို့အလုပ်တွေဝင်လုပ်ခဲ့ရတယ်ဘလောက်ထိအော်ခံအဟစ်ခံသူများအနှိမ်ခံပြီးတော့ဘောနော်ပို့ဆိုတာ English တခုလေးပြောတဲ့နိုင်ငံမဟုတ်ဘူးသူ့နိုင်ငံသူ့ဘာသာစကားဒီ Europe နိုင်ငံတွေ Europe ဒါတူရကီကနိုင်ငံကဒီ Istanbul မြို့ကြီးဖြစ်တဲ့အတွက်ကြောင့်အမတို့ရန်ကုန်လိုပြောမယ်ဖန်ကောက်တို့လိုမြို့ကြီးပေါ့နော်လူဦးရေရလည်းအရန်ထူထပ်တယ်မြို့ကြီးဖြစ်တဲ့အတွက်ကြောင့်culture ပေါင်းစုံတွေ့ရတယ် language ပေါင်းစုံဥရောပဒါရဲ့ language ပေါင်းစုံတွေ့ရတယ်ဖြစ်တဲ့အတွက်ကြောင့်ဒါအများကြီးတော်သေးတာအခြားမြို့နယ်တွေအခြားမြို့တွေပေါ့နော်အခြားဒုတိယမြို့တော့အဲ့လိုမြို့နယ်ဆိုလို့ရှိရင်တော့နေစိတ်စားစိတ်တက်တာလိမ့်မယ်ဒါပေမဲ့လို့ကသူ့ဘာသာစကားတက်မှာအဆင်ပြေလိမ့်မယ်ဆိုတော့ပြောချင်တာဘယ်နိုင်ငံကိုထွက်ထွက်သူ့ဘာသာစကားတက်မှာအဆင်ပြေမယ်သူ့ဘာသာစကားတက်တောင်တက်ရင်တောင်မှအလောက်ကိုင်ခွင့်နဲ့ကိုယ့်ဘက်ကိုရှာဖွေရတာပေါ့နော်ဒါဒီလူငယ်တွေကိုအားကိုးခြင်းနဲ့စိတ်ကိုအားကိုးပြီးတော့ရုန်းကန်လှုပ်ရှားရဲဆိုတော့ဟာကိုအမပိုအားပေးပါတယ်လူကန်လည်းမရှိရတဲ့အတွက်ကြောင့်အဲ့တော့ပတ်တိုင်းကျော်လုပ်လို့အဆင်မပြေဘူး full time ကျော်အမတို့လုပ်ရတယ် full time ကျော်လုပ်တဲ့ခါမှာဘယ်လိုခက်ခဲတွေရှိလဲဆိုတော့ full time ဆိုတာအကြောင်းတက်ဖို့အတွက်အမဆိုအခု master ညာပိုင်းတက်ဖို့အတွက်ကိုအမfull time နဲ့အလုပ်ချိန်မနှဲညှိရတယ်ပြောရင်တော့ဘယ်နိုင်ငံရောက်နော်ဒီတကူလေးပြောတာမဟုတ်ဘယ်နိုင်ငံတော့ကတော့ကျောင်းသားမလို့ခွင့်ရပေးတယ်လှုပ်ရှားလို့လွယ်လွယ်လေးပြောပါလိမ့်မယ်လွယ်လွယ်လေးအစိတ်ယုံသွားပြီးလှုပ်ရုံပဲအထည်လေးခောက်ရုံပဲအဝတ်လေးခောက်ရုံပဲဟိုဟာလေးလုံတယ်မဟုတ်ပါဘူးပြောသလောက်အရာတော့မလွယ်နေပါဘူးတကယ်ကြုံတွေ့ရတဲ့အခါမှာဒီမှာလူငယ်တွေကောင်မလေးတွေကောင်လေးတွေရောအမတို့ရွယ်တွေရောအကုန်လုံးဒုနဲ့ဒီအရန်ရုန်းကန်ပြီးအရန်ဒုက္ခရောက်နေရရှိပါတယ်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတော်တော်လေးကိုထိခိုက်ပျက်စီးပြီးတော့မနှဲကိုဒလန်ထူနေရတာရှိရယ်ဘယ်လိုမျိုးတွေရှိတယ်ဆိုတာမနောက်ဗီဒီယိုတွေမှာပြောပြမယ်ဆိုတော့အဲ့လိုအမားတို့လိုဘုံနိုင်ကျဲပြီးထွက်လာမဲ့လူတွေဘင်းအောင်ဖောင်ဖြစ်ချင်တာဖြစ်ဆိုပြီးတော့ထွက်လာမဲ့တတိယနိုင်ငံအနေနဲ့ထွက်လာမဲ့ဆိုလို့ရှိရင်တူရကီကလုံးဝအဆင်မပြေပါဘူးအမရောက်နေလို့မလာစေချင်လို့ပြောတာမဟုတ်ပါဘူးအမဒီဗီဒီယိုစလုပ်ထည့်ရတယ်အမလိုမဖြစ်စေချင်လို့အမရဲ့ဆုံးရှုံးခဲ့ရတဲ့အရာတွေစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအကုန်လုံးဖြိုလဲဖြက်စီးပြီးတော့ဖြစ်ခဲ့တဲ့အရာတွေဘဝအတွေ့အကြုံတွေကိုဘွားတွေ့ကြုံဆိုတဲ့နေရာမှာကိုတွေ့ကြုံခဲ့ရတဲ့လောက်ပဲကို share လုပ်ပေးနိုင်တာသူများတွေ့ကြုံခဲ့ရတဲ့ကိုတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကမတူနိုင်ပါဘူးအဲ့တော့အမတွေ့ကြုံခဲ့တဲ့လောက်ကိုအမကအပွင့်လင်းဆုံးအယူသားဆုံးပြောပြတာခုနလိုလာစေခြင်းနဲ့စိတ်မလာစေခြင်းနဲ့စိတ်ဘာတစ်ခုမှမရှိဘူးသိထားတဲ့အခါကျတော့ကိုစင်ကျင်လို့ရတာပေါ့နော်ဆိုတော့ okay ဘောင်းဘယ်နိုင်ငံရောက်နော်ဒီတကူလေးပြောတာမဟုတ်ဘယ်နိုင်ငံတော့ကတော့ကျောင်းသားမလို့ခွင့်ရပေးတယ်လှုပ်ရှားလို့ရလွယ်လွယ်လေးပြောပါလိမ့်မယ်လွယ်လွယ်လေးအစိတ်ယုံသွားပြီးလှုပ်ရုံပဲအထည်လေးခောက်ရုံပဲအဝတ်လေးခောက်ရုံပဲဟိုဟာလေးလုံတယ်မဟုတ်ပါဘူးပြောသလောက်အရာတော့မလွယ်နေပါဘူးတကယ်ကြုံလို့ရတဲ့အခါမှာဒီမှာလူငယ်တွေကောင်မလေးတွေကောင်လေးတွေရောအမတို့ရွယ်တွေရောအကုန်လုံးဒုနဲ့ဒီအရန်ရုန်းကန်ပြီးအရန်ဒုက္ခရောက်နေရရှိပါတယ်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတော်တော်လေးကိုထိခိုက်ပျက်စီးပြီးတော့မနှဲကိုဒလန်ထူနေရတာရှိရယ်ဘယ်လိုမျိုးတွေရှိတယ်ဆိုတာမနောက်ဗီဒီယိုတွေမှာပြောပြမယ်ဆိုတော့ပြန်သိလာရတာကိုမျက်စိရှိမှတွေ့တာကြားလာရတာကိုကြုံခဲ့ရတာတွေပေါ့နော်တချို့ကတော့ဒါတွေကိုလူငယ်တွေအနေနဲ့ရှက်လို့ဆိုပြီးထုတ်ပြောမှာမဟုတ်ဘူးအမကတော့ဒါတွေထုတ်ပြောရတဲ့အကြောင်းရင်းဒီရှက်စရာအကြောင်းမရှိဘူးကိုရခဲ့တဲ့အတွေ့အကြုံကိုရဲ့ရခဲ့တဲ့အတွေ့အကြုံတွေသင်ခန်းစာတွေကနေပြီးတော့နောက်လူတွေကိုစင်ကျင်စေခြင်းလို့ရယ်သိစေခြင်းလို့ရယ်ဒါမှငါတို့ဒီနိုင်ငံဘယ်နိုင်ငံကိုသွားတင်တယ်မသွားတင်ဘူးအခြေအနေဟန်တယ်မဟန်ဘူးဆိုတာသိမှနောက်လူတွေဒုက္ခမရောက်မှာပေါ့နော်အမအိတ်စေတနာစိတ်ရင်းနေတယ်ပဲအမဒီစကားတွေဒီဗီဒီယိုကိုတင်ရခြင်းဖြစ်ပါတယ်โอเคပတ်တိုင်းကြော့မရှိပါဘူးပတ်တိုင်းကြော့လုံးဝအဆင်မပြေပါဘူးအဲ့တော့ဘတ်ဂျက်တက်ကျောင်းသားရဆိုလို့ရှိရင်ကျောင်းမတက်ဘဲနဲ့အလုပ်လုပ်မှာပဲရပါမယ်အဲ့ခါကျရင်ပြဿနာတက်တာတခုပြမယ်အမားတို့ဒီနိုင်ငံမှာအမေရိကန်တို့အခြားနိုင်ငံတို့လိုမျိုးအဆိုင်နိုင်ခံတာတို့ဘာလို့မရှိဘူးအမသိတော့မလေ့လာကြည့်ရသေးဘူးဒါပေမဲ့တိတိလောက်မှာအမတို့ရဲ့နေထိုင်ခွင့် ID ကတ်တွေကျောင်းသားကတ်တွေကိုရဲအရင်စစ်တယ်ဆိုတဲ့အခါကျတော့ကိုယ်အလုပ်လုပ်မယ်ဆိုလို့ရှိရင်သွားလာတာခက်ခဲရှိမယ်ရဲရဲစစ်လိမ့်မယ်ခုနလိုအိုမယ်ဆိုလို့ရှိရင်တော့မှပဲအိုပြီးလုပ်လို့ရမယ်အလုပ်မျိုးပေါ့နော်အပြင်မထွက်ရမယ်အလုပ်မျိုးမှာလုပ်မှာပဲအဆင်ပြေမှာဆိုတော့
စဉ်းစားကြရအများကြီးပဲတစ်နှစ်ပြီးမှတစ်နှစ်သက်တမ်းတိုးပေးရဖြစ်တဲ့အတွက်ကြောင့်အမားတို့ရောက်လာပြီးကြောင်းတက်ပြီးတစ်နှစ်ပြည့်ရဲ့အချိန်မှာဘာဖြစ်မလဲဘာလုပ်ရမလဲဆိုတဲ့ဟာမရှိဘူးဒီမှာဒီရောက်လာရင်နည်းနည်းအနာဂတ်မဲ့သွားလိမ့်မယ်ဘာလို့အနာဂတ်မဲ့မှာလဲဆိုဒီနေ့မိငါနောက်နေ့ဘာလုပ်နေရလဲနောက်နေ့မှာဘာဖြစ်မှာလဲဆိုတော့အခုချိန်မှာအားလုံးကအနာဂတ်မဲ့နေမှာပဲမြန်မာနိုင်ငံမှာနေနေတဲ့လူတွေလည်းအနာဂတ်မဲ့နေလိမ့်မယ်ပြည်ပထွက်လာတဲ့လူတွေလည်းအနာဂတ်မဲ့နေလိမ့်မယ်ဒါပေမဲ့ပိုဆိုးတာဒီမှာကစားဝတ်နေရေးအတွက်ကိုပဲအရန်ရုန်းကန်နေရတယ်သူ့ပြဿနာဒီ economy ပြဿနာကြောင့်ငွေကြေးနိုင်ငံတစ်ခုမှာအရေးကြီးဆုံးကစီးပွားရေးပဲငွေကြေးဖောင်းပွားတယ် inflation ဖြစ်တဲ့အတွက်ကြောင့်ဘယ်နည်းနဲ့မှကိုရှာသမျှကိုပင်ပန်းသမျှကလေတေအောင်အရန်လုံးလုံးတလောက်ရတဲ့ပတ်စံဒီလောက်ပဲနည်းနည်းလေးအဲ့နည်းနည်းလေးဒီတနေ့တာစားဖို့တောက်ဖို့ပဲနဲ့နေစည်းနေပဲကာမိရအဲ့တော့ကျောင်းစည်းထက်ရှာမယ်တော့၎င်းမိဘကိုပတ်စံပို့မယ်တော့၎င်းပတ်စံစုပြီးတော့ကျောင်းတက်မယ်တော့၎င်းအတွက်တော်တော်ခက်ခဲပါတယ်မလွယ်ပါဘူးပတ်တိုင်းကြော်တွေကအဲ့လိုစားတောက်ဆိုင်တွေမှာပကံစည်းရတော့ပါလို့စားတောက်ဆိုင်လုပ်တွေရှိပါတယ်ဆိုတော့အမဆိုရင်အခုလုပ်နေတဲ့ဟာကဟိုစားတောက်ဆိုင်မှာ fine dining restaurant ကိုမှာဟို restaurant ကြီးပေါ့နော်တကယ်ဟိုအာရှနဲ့ယူရိုဘက်ကဧည့်သည်လာတာများတယ်ဆိုတော့ထားပါတော့အဲ့တော့ဟိုစားတောက်ဆိုင်မှာအချိန်ပိုင်းလုံးဝင်လုပ်မယ်ဆိုရင်စားတောက်ဆိုင်တွေကအချိန်ပိုင်းလုံးမရှိဘူးအချိန်ပိုင်းလုံးဒီပတ်စံငွေကြေးရဖြင့်ဟိုလီရာ900 1000လောက်ပဲပေးရအဲ့900 1000ဒီအမားတို့900ဆိုလေ900 1000ကို9000 1000မားတို့9000 1000ပဲပေးရအဲ့ဒီပတ်တိုင်းကြော့အချိန်ပိုင်းရှာတွေ့ရင်တော့မှအချိန်ပိုင်းလုံးအရန်ရှာတယ်အကဲအချိန်ပိုင်းလုံးရှိခဲ့ရင်တော့မှအများဆုံးပေးရတယ်1000ပဲအဲ့1000ဒီတူရကီမှာအစ္စတန်ဘူမှာနေစရိတ်ပဲရှိတယ်အမားတို့အတွက်စားစိတ်မပါသေးဘူးဆိုတော့အမားတို့အဲ့လောက်လုပ်ပြီးတော့အိမ်သားခါပဲရတယ်စားစိတ်တောင်မပါသေးဘူးဟုတ်ပြီစားတာစားတော့ဆိုင်ကကိုလို့တဲ့အလုပ်ကကျွေးရပဲကိုစားမယ်ထားအောင်ကိုလို့တဲ့အလုပ်ကဟာကိုကျွေးရပဲစားမယ်ငါဘာမှမစားဘူးမတောက်ဘူးပဲထားအောင်အဲ့ဒီအလုပ်လုပ်ပြီးရလာတဲ့ပတ်စံကနေစီပဲရှိတယ်ဆိုတော့ကိုဘာအနာဂတ်ကဘယ်လိုဆက်သွားမှာလဲအိမ်ကိုဘယ်လိုပတ်စံပို့မှာလဲโอเคအဲ့ဒါဆိုအကျွေးနဲ့လာတဲ့လူတွေပတ်စံချီးပြီးလာတဲ့လူတွေမိဘအိမ်ရောက်ပြီးလာတဲ့လူတွေဘင်းအောင်ဖောင်ဖြက်လာတဲ့လူတွေဘလို့မှဒီမှာအဆင်မပြေနိုင်ဘူးပေါ့နော်ဆိုတော့အမတို့ကတော့မိဘဒုက္ခမပေးဘူးကိုမှရှိရဟာတွေလုပ်ငန်းရှိရအိမ်ရှိမယ်ပေါ့နော်ကားရှိမယ်အဲ့ဒါတွေလုပ်ငန်းရှိရကိုတီဆောက်ခဲ့သမျှကုမ္ပဏီကြီးတစ်ခုမှလည်းယာတူးတစ်ခုနဲ့လုံးနေရကိုတီဆောက်ခဲ့သမျှအရာတွေအကုန်လုံးကိုဖြိုချပြီးတော့ရောင်းပြီးတော့ထွက်လာတာပေါ့နော်လူကြီးမိဘတွေဒုက္ခမပေးခဲ့ဘူးဆိုတော့ okay အဲ့ဒါဆိုလို့ရှိရင်မိဘအထောက်ပံ့တဲ့နေရတဲ့ចောင်းသားတွေဆိုလို့ရှိရင်ခုနကလိုမိဘမထောက်ပံ့နိုင်တော့တဲ့အခါမျိုးငွေကြေး currency ကဒီကိုလှမ်းပို့ရတဲ့မြန်မာကျပ်ငွေကိုဒေါ်လာပြောင်းဒီမှာဆိုလို့ရှိရင် lira ပေါ့နော်တူရကီ Turkish lira ပြောင်းပြီးတော့တူရကီငွေကြေးပြောင်းပြီးပို့ရတဲ့အခါမျိုးမှာဟိုငွေကြေးဖောင်းပွားရတယ်ဆိုတော့ဟိုအလှမမီဘူးပေါ့နော် cover up မဖြစ်နိုင်ဘူးဒီမှာနေစားစရိတ်ကိုအခါကျရင်ကိုယ်စံကိုရှာပြီးရုန်းကန်ရတော့မှာဆိုတော့လူငယ်တော်များလည်းဒီမှာတော်တော်ရုန်းကန်နေရတယ်ပြန်မပို့နိုင်ဘူးကိုယ့်ဘက်ကိုစားဝင်နေရင်းနဲ့နေစရိတ်ကာမိအောင်မှာမနှဲရုံနေရတယ်အဲ့တော့ပြောရရင်အစ္စတန်ဘူမှာနေရတာနေစရိတ်ကြီးပါတယ်နေစရိတ်ကြီးရယ်စားစရိတ်ကြီးရယ်ငွေကြေးဖောင်းပွားတယ် economy မကောင်းဘူးပတ်တိုင်းကြော့မရှိဘူးအရန်ရှားတယ်။ကျောင်းသားဆိုပြီးအခွင့်အရေးပေးတယ်လို့ agency တွေအလုပ်ကိုင်ရင်ရောက်တဲ့လူတွေကလွယ်ပြောလိမ့်မယ်အလုပ်သွားလျှောက်ကြည့်ပါတယောက်ကုသကံချင်းနဲ့မတူဘူးပေါ့နော်တယောက် background ချင်းနဲ့မတူကုသကံချင်းနဲ့မတူအရေးချင်းနဲ့မတူတဲ့အတွက်ကြောင့်ဟိုကောင်းတဲ့လူတွေလည်းကောင်းသွားတာရှိပါတယ်မတောက်ခံမဲနဲ့မတောက်ခံနိုင်တော့လို့ပြန်သွားတဲ့လူတွေလည်းအများကြီးမှကြားနေရတယ်ရှိနေတယ်ဆိုနေရထိုင်ရစားတော့ရတာအဆင်မပြေဘူးအဲ့လိုမျိုးရှိရပေါ့နိုင်ငံပြောင်းလဲကြအောင်ပြီးရင်ငွေကြေးဖောင်းပွားတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ထိုင်ပြီးတော့လုံးမလုံးပဲနဲ့နေစရိတ်စားစရိတ် expense တွေကိုတောင်းခံမှုဆိုတာတော်တော်မလွယ်ပါဘူးအဲ့ဒီပြဿနာလေးတွေရှိရဲဒါလေးတွေကိုသိရမယ်ဆိုလို့ရှိရင်တော့အမတို့ဒီကိုလာသိမလာသိထည့်စဉ်းစားလို့ရတယ်ပေါ့နော်အဲ့တော့ဆောနာအမအရှိမပြောရလို့အမနဲ့ဆက်သွယ်ရှိရဲဂျပန်ရောက်နေရဲ့အမအထက်အရင်အမ engineering နဲ့ကျောင်းပြီးရဲကစင်ကာပူတို့ဂျပန်တို့ရောက်နေတဲ့တကယ်ရင်းတွေရှိရဲအဲ့တကယ်ရင်းတွေဆိုတချို့ဆိုအခုနယူးဇီလန်ရောက်နေပြီးနိုင်ငံကြီးတွေရောက်နေကြပြီပေါ့နော်ဂျာမန်ရောက်နေရဲ့အမတို့တက်တက်ကြိုပြီးဆော့ထွက်သွားတဲ့ engineering နဲ့ကျောင်းပြီး engineer လုပ်နေတဲ့အကိုတွေရှိရဲသူတို့ဆိုလည်းအခုဂျာမန်ရောက်နေကျောင်းတက်နေရရှိရဲအဲ့ဒါကြီးအကုန်လုံးနဲ့လိုက်ပြီးဆက်သွယ်ကြည့်နှိုင်းရှင်ကြည့်တဲ့အခါမှာဒီအစ္စတန်ဘူတူရကီကိုလာမဲ့အတူတူအနည်းဆုံးစင်ကာပူတို့ဂျပန်တို့ကိုရီးယားတို့သွားတာပိုပြီးကောင်းပါလိမ့်မယ်အမကတော့ရွေးချယ်ပြီးအချိန်မရှိခဲ့တော့ကမန်းကရနဲ့ဒီကိုရောက်လာတယ်ပေါ့နော် preparation နဲ့မလုပ်ခဲ့ရဘူးကိစ္စတစ်ခုကြောင့်အမမဖြစ်မနေထွက်ကမယ်မြန်မာနိုင်ငံနေထွက်ကမယ်ဆိုတဲ့အချိန်မှာထိုင်းမှာလည်းကြာကြီးနေလို့မဖြစ်တဲ့အတွက်ကြောင့်ဒီကိုရောက်လာခဲ့ပြီးကြောင်းတက်တယ်ပေါ့ဒါပေမဲ့အစိုးရအကောင်စုလိုက်တာဒီအမအတက်ချင်ဆုံး MBA ကိုအမဒီမှာအမတက်နိုင်တဲ့ငွေကြေးပမာဏနဲ့အမတက်နေရတယ်အဲ့အတွက်ကြောင့်အမအစိုးရအကောင်ဘွဲရအောင်ယူမယ်ဘလောက်ပင်မဲ့ရအောင်စူးစမ်းပြီးခက်ခဲစွာရှင်းတမ်းမယ်
အဲ့လိုလည်းဆုံးဖြတ်ထားတယ်လူငယ်တွေလည်းအားပေးချင်တာကတော့လက်မလျှော့ပါနဲ့အမဆိုအချိန်မောင်းများဆိုတာလက်လျှော့ဖို့ဆိုတာစိတ်ပိုင်းဆိုင်ရာအရင်ထိခိုက်လာတဲ့ခါကျတော့ဟိုတက်သေးဖို့အထိအချိန်များများဆိုတာပေါ့နော်အထီးကျန်တာတော့၎င်းကိုမကြော်ဘူးမတွေ့ဘူးတဲ့နေရာမှာအခုမှဘဝကလေမွေးကင်းစားကလေးတယောက်လိုမျိုးဘဝကပြန်ပြီးအသစ်စားရတာဒီအသက်အရွယ်ရောက်မှဆိုတော့အကုန်လုံးမွေးကစားမှာကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်အရာအလုံးထိတွေ့ရတဲ့ပတ်ဝန်းကျင်အစားအသောက်အနေထိုင်မိသားစုအားလုံးကအသစ်ဖြစ်ပြီးကိုကတခြားနိုင်ငံတခြားကဘာရောက်လာတဲ့လူတယောက်လိုဖြစ်နေရသူတို့ချားထဲမှာသူတို့တွေကလည်းအဲ့ဒါကိုကြည့်ပြီးထူးဆန်းနေကြတာတိတာထူးဆန်းနေကြတာအခုအမပြောစရာအများကြီးရှိရနောက်ဗီဒီယိုကြီးကျမှထပ်ပြီးပြောပြအောင်မယ်ဘလို့ထူးဆန်းနေလဲဆိုတာလေးရှိရဒီကလူတွေကမတွေ့ဘူးတဲ့ခါကျတော့ဟာနင်တို့ဘာလို့ဒီလိုရောက်လာတာလဲနင်တို့နိုင်ငံဆင်းရဲလို့လားကျောင်းတက်နေတဲ့ကျောင်းသားဘာလို့ဒီလိုစက်ရုံတွေမှာအလုပ်ကျန်းလာလုပ်နေရလဲအဲ့ဒါလေးအများကြီးပြောပြဖို့ရှိရနောက်ဗီဒီယိုတွေမှာအဲ့တော့အမဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်မယ်အမအခုအဲ့ရထားတာချင်းမျက်နှာတင်ပြရတယ်ဗီဒီယိုအရန်ရိုက်ချင်လို့အမရိုက်လိုက်တာနောက်ဗီဒီယိုလေးကြာအမထပ်ပြီးပြောပြပါအောင်မယ်အခုတော့ကျောင်းသွားအလုပ်သွားဖို့ကျောင်းသွားဖို့အတွက်ပြင်ဆင်လိုက်ပါအောင်မယ်ဘိုင်ဘိုင်